ကဲဒီနေ့တော့ထမင်းရမ်းမြင်ပြီးတော့ရမ်းကိုလိုက်ဖက်တဲ့ဟင်းအတွဲလေးဖြစ်တဲ့ငန်းပြားကြီးပြောတောချက်လေးနဲ့ပဲချင်မောင်တုပ်လေးတုပ်စားဖြစ်ပါတယ်အရင်ဆုံးငန်းပြားကြီးဖြော်ဖို့အတွက်ကြက်သွန်နီလီးထားတာလေးကိုနမင်းမုံအနေငယ်နဲ့စီရင်တက်ပါမယ်ကြက်သွန်နီလေးတွေနည်းငယ်လုံးသွားပြီဆိုမှကြက်သွန်ဖြူထောင်းထားတာလေးကိုထည့်ပါမယ်နည်းငယ်လောက်စီတက်ပြီးသွားရင်ငရုတ်သီးမုံနဲ့အယောင်အတွက်ငရုတ်စီလေးနည်းငယ်ထည့်ပါမယ်ကျွန်တော်ကဆက်ဆက်လေးစားချင်တာမို့ငရုတ်သီးစိမ့်လေးပါထည့်လိုက်ပါတယ်ငန်းပြားကြီးကိုတော့ကျွန်တော်ကဒီပစုံတော့ငန်းပြားကြီးလေးကိုတုံးထားတယ်ပေါ့နော်သူကချိုငံရတာလဲငယ်ပို့တဲ့အတွက်ဟင်းချက်တဲ့ခါပဲဖြစ်ဖြစ်အတုပ်အထောင်းတွေမှာတုံးတဲ့ခါပဲဖြစ်ဖြစ်အများကြီးထည့်ကြမလို့ပဲအနည်းငယ်လောက်တုံးရုံနဲ့အရသာကိုပေါ်လွင်စေတယ်ပေါ့နော်ရှူချက်ပွင့်ထွက်ပြီးအရသာကိုပေါ်လွင်ခြင်းနဲ့ချင်းကန်ဆက်အတုပ်အထောင်းတွေအတွက်ဆိုရင်တော့ဒီပစုံတော့ငန်းပြားကြီးလေးကအရန်ကိုဆင်ပြေစေတယ်ပေါ့နော်ကဲခုဆိုငန်းပြားချက်လေးကလည်းရပြီဆိုတော့သူနဲ့တွဲစားဖို့ကျွန်တော်ပဲချင်မောင်လေးတုပ်လိုက်ပါအောင်မယ်အရင်ဆုံးပဲချင်မောင်ရွက်လေးတွေကိုရေတန့်အောင်ဆေးပြီးတော့စလုံးထဲမှာကိုက်ထည့်ထားလိုက်ပါမယ်တုပ်ဖို့အတွက်တော့ခန်းညင်သီးလီးထားတာလေးထည့်ပါမယ်ပဲမုတ်ထည့်မယ်မြေပဲစားလို့ထောင်းထားတာလေးထည့်ပါမယ်အချုံမုံနှဲငယ်ထည့်ပါမယ်ပြီးတော့ရင်ပစုံတော့ငံပြားကြီးလေးနှဲငယ်ထည့်မယ်ချင်းကန်စံလေးတုံးမှာဆိုတော့ငရုတ်သီးမုတ်ထည့်မယ်တံမြာသီးလေးညှစ်ပြီးတော့နောက်ဆုံးမှာတော့စီချက်ချက်ထားတာလေးထည့်လိုက်ပါမယ်ကဲဒါဆိုရင်တော့ပစုံတော့ငံပြားကြီးလေးရဲ့ချုံငံရတာလေးကလည်းပေါ်လွင်နေပြီးတော့ဆက်ဆက်လေးနဲ့တံမြာသီးရဲ့အချင်းတက်လေးရပြီးတော့ချိုချင်းငံဆက်ရတာထိမိနေတဲ့ကျွန်တော်ရဲ့ပဲချင်မောင်တုံးလေးကတော့ရပါပြီခင်ဗျာကဲကျွန်တော်ရဲ့မျိုးတွေလည်းအခုလိုစမ်းမိပြီးတော့ထမင်းမိန်စီတဲ့ဟင်းအတွဲလေးကိုမချက်စားဘူးသေးရင်ချက်စားကြည့်ကြပါနော်ဗီဒီယိုကိုဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်နော်အားလုံးတတ်တာ